2026ကမ္ဘာဖလားမှာအသင်းကြီးတွေကိုတားဆီးနေတဲ့ဝိုင်းရင်ကိုသမားများလက်ရှိကျင်းပနေတဲ့2026ကမ္ဘာဖလားပြိုင်ပွဲမှာနာမည်ကြီးသင်းတွေရဲ့တိုက်စစ်ဆင်မှုတွေကိုကြမ်းကြမ်းခံကာကွယ်ပြီးဝိုင်းရင်ကိုသမားတွေကအံ့အားသင့်ဖွယ်လက်ဆန်းတွေပြသနေကြပါတယ်။ခေမာတီသင်းကအသက်40နှစ်ဖိုးစညာဆိုရင်ကမ္ဘာဖလားအုပ်စုပထမပွဲစဉ်မှာပဲစပိန်သင်းရဲ့ဂိုးကန်ချက်28ကြိမ်ကိုရှင်ဆိုင်ခဲ့ရပြီးအရေးပါတဲ့ကာကွယ်မှု9ကြိမ်ပြုလုပ်ကကလင်းရှစ်ရယူပေးနိုင်ခဲ့ပါတယ်။မန်နိုဒမတ်စုကိုလည်းစကူးခဲ့ပြီးပြိုင်ပွဲရဲ့ထင်ရှားတဲ့ဂိုးသမားတူဖြစ်လာခဲ့ပါတယ်။နောက်တစ်ယောက်ကတော့ဆော်ရီအာရီဗျကအသက်34နှစ်မိုဟာမက်အဲအိုဝိုင်ပဲဖြစ်ပါတယ်။သူကဥရုဂွေအသင်းရဲ့ဂိုးကန်ချက်28ကြိမ်ကိုရှင်ဆိုင်ခဲ့ရပြီး9ကြိမ်ထိကာကွယ်နိုင်ခဲ့ပါတယ်။ဂိုးတကူပေးခဲ့ရပေမဲ့သူရဲ့ဆွမ်းဆောင်ရည်ကတော့အတိမတ်ပြုစရာကောင်းလွန်ခဲ့ပါတယ်။ဒီတယောက်ကတော့ခူရာဆာအသင်းကအသက်38နှစ်အီလိုင်းရိုမဲဖြစ်ပါတယ်။ယူဂီရောတဲ့ရဲ့ဂိုးကန်ချက်28ကြိမ်ကိုရင်ဆိုင်ခဲ့ရပြီးတပွဲထဲမှာကာကွယ်မှု15ကြိမ်ထိပြုလုပ်နိုင်ခဲ့ပါတယ်။ကလရှင်နဲ့တူမန်အော့တမန်စုကိုရရှိခဲ့ပြီးပရိသတ်တွေရဲ့ချီးကျူးမှုကိုအပြည့်အဝရယူနိုင်ခဲ့ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့အီရန်အသင်းကအသက်33နှစ်အလီရီဆာဘီရန်ဗန်မဲဖြစ်ပါတယ်။ဘယ်ဂျီယံအသင်းရဲ့ဂိုးကန်ချက်23ကြိမ်ကိုရင်ဆိုင်ခဲ့ရပြီး9ကြိမ်ကာကွယ်နိုင်ခဲ့ကကလင်းရှစ်ရယူနိုင်ပေးခဲ့ပါတယ်။အီရန်သေးအတွက်အရေးပါတဲ့ပြစ်မှတ်ကိုရယူပေးနိုင်ခဲ့တယ်လို့မန်နော့တမတ်စုကိုလည်းစုကိုခဲ့ပါတယ်။ဒီကိုသမား၄ယောက်ထဲမှာဘသူရဲ့လက်စွမ်းပြကာကွယ်မှုကိုအကြိုက်ဆုံးလဲဆိုတာကိုကွန်မန့်မှာဖြေပေးခဲ့ကြပါအောင်နော်။